တခါတော့ကဘုန်းကြီးတို့ဟိုရင်းသွားတယ်ပြမနာသွားတာရင်တော့ပြမနာချက်ကြားဆိုတာလူသိပ်ပြတ်တယ်နာရီတစ်ခုကြောင့်ညနေ3 နာရီလောက်ထွက်သွားတာပြမနာကိုညသကောင်လောက်ရောက်တာအဲ့လမ်းဖြတ်တာကားကြီးတွေကမမီဘူးဘုန်းကြီးတို့သွားတာဘလူးဘတ်ဆလွန်းလေးနဲ့မောင်းသွားတာ2 ယောက်တည်းရဲ့ကားသမားနဲ့လမ်းကြတော့ကုန်းတက်ကလေးကိုမီးထိုးတက်လိုက်တဲ့အခါကျတော့9 နှစ် 10 နှစ်အရွယ်မိန်းကလေး2 ယောက်ကြောပေးပြီးတော့အဲ့ကုန်းလေးမှာထိုင်းနေကြတာနေ့ထိုင်းနေတယ်လို့ပဲတကယ်မြင်ခဲ့တာကိုမျက်စိနဲ့နော်တကယ်မြင်ခဲ့တာဟဲ့ဒီချိန်ကြီးဘာလုပ်ကြတာပါလဲလို့နိုင်ကြည့်လိုက်တော့12 နာရီထိုင်းနေကြတာအရှင်ကလေးတွေအသေးမဟုတ်ဘူးဟုတ်ရှင်မီးအင်ကြီးလေးတွေဝတ်ပြီးတော့အဲ့မှာထိုင်းနေကြတာတောရွာကလေးမလေးတွေအဲ့ဒီကနေဆက်မောင်းသွားတော့နိုင်ပြန်2 ချက်ကလေးမလေးတယောက်အသက်အစိတ်လောက်အရွယ်လေးတနခါးတွေဖွေးနေအောင်လိမ့်ပြီးတော့ကားမီးနဲ့တဲ့တဲ့ကြီးလာနေတာလမ်းဘေးကပေါ့ကားကလည်းမောင်းသွားတာသူ့မျက်နှာအခုချိန်ထိမှတ်မိနေကားမီးထဲမှာထင်းကနေပေါ်နေတာအဲ့သူကလည်းသူလမ်းသူသွားတာပဲဘုန်းကြီးတို့ကလည်းကိုယ့်အကိုဆက်မောင်းသွားတွေးလိုက်တယ်ပေါ့လေဒီရွာလူတွေအစိုးရထားကြတာဘယ်များသွားကြပါလိမ့်ပေါ့ရွာရောက်ပြီးမှန်းကားမောင်းသွားလို့နိုင်ဝဲလောက်ကြည့်လိုက်တဲ့အခါဘယ်ရွာမှလည်းမတွေ့ပါလားတော်ကြီးတယ်ဆိုတော့အဲ့ဒီကားသမားကိုပြောတယ်ဘုန်းကြီးကိုသိန်းအောင်ဆိုကိုသိန်းအောင်ခုနကမိန်းကလေးတွေ့ကြလားလို့တွေ့တယ်လူတော့မဟုတ်တော့ဘူးထင်တယ်အဲ့ကြမှာ तू ကကြောက်ခုနကတော့ကြောက်အောင်မှမသိဘူးအဲ့လိုတွေတော့တွေ့ဘူးတယ်အဲ့လိုတွေတော့တွေ့ဘူးတယ်အဲ့တော့ तू မူလပုံစံဒါတွေကတခါတည်းရန်ကျတော့အစီရိနဲ့သိဆုံးသွားတာတွေဖြစ်နိုင်တယ်ပေါ့နော်လာတဲ့အခါမှာသူတို့ရှိတယ်ဆိုတာကိုသိစေချင်လို့အဓိပ္ပာယ်တစ်ခုနဲ့ပြတာလည်းဖြစ်မှာပေါ့အဲ့ဒါလို့ပြမှလည်းလူမျက်လုံးကမြင်လို့ရတယ်တဲ့နှုတ်မို့ဆိုမြင်လို့မရဘူးတဲ့တော့ဘဝဆိုတာအမတ္တမထူးဆန်းတယ်ကဲဒီနေရာမှာခိတ္တရလက်ကြအောင်